ယောက်ဘတ်တို့ကဟာလန်အမ်ဘပေတို့နဲ့အဆင့်တန်းချင်းတူတဲ့တိုက်စစ်မှုလို့မှတ်ချက်ပေးလိုက်တဲ့ရိုစီနီယာဘောလုံးလောကမှာကိုရဘက်ကိုအမွန်းတင်တာကထုံးစံတစ်ခုလိုဖြစ်နေပြီမြင်အခုတခါချယ်ဆီနီးပြရိုစီနီယာပြောလိုက်တဲ့စကားကတော့တကမ္ဘာလုံးကဘောလုံးဟာနာရှင်တွေကိုမျက်မှောင်ကျုပ်သွားစေပါတယ်ယောဘတ်တို့ကဟာလန်ဟယ်ရီကိန်းအမ်ဘပေတို့နဲ့အဆင့်တူတူပဲတဲ့ဒါတကယ်ပဲယောဘတ်တို့ရဲ့တဟုန်တို့တိုးတက်လာနေတဲ့ခြေစွမ်းကြောင့်လားဒါမှမဟုတ်နီးပြတစ်ယောက်ရဲ့ဆွမ်းရောက်ချီးကျူးမှုတက်တက်ပဲလားပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာစတန်ဖို့ဒိုင်ရီကနေတင်ဆက်နေပါတယ်ယောဘတ်တို့ကဗီလာနဲ့ပွဲမှာဟတ်ထရစ်သွင်းပြီးနောက်ပိုင်းလူပြောများဆုံးကစားမှဖြစ်လာခဲ့တာပါ။ရိုစီနီယာရဲ့စကားကိုအားပေးတဲ့အကြီးမားဆုံးအထောက်အထားကတော့ပင်နရီမပါတဲ့ဂိုးရည်အတွက်ပါပဲ။ယောဘတ်တို့ကဒီယာဒီပရီးမီးယားလိမှာ14ဂိုးသွင်းထားပါတယ်။အဲဒီထဲမှာပင်နရီဂိုးတဂိုးမှမပါပါဘူး။ဒါကအာလီဟာလန်ပင်နရီမပါ16ဂိုးပြီးရင်လိမှာဒုက္ခပေးနိုင်ဆုံးတိုက်စစ်မှုဖြစ်နေတာကိုပြသနေတာပါ။ဘီယိုဘာထိတန်လိ9ဂိုးကိုကြည့်မယ်ဆိုရင်ဟယ်ရီကိန်းက20ဂိုးအမ်ဘာပေက15ဂိုးနဲ့ဦးဆောင်နေပါတယ်။ဘတ်တို့ရဲ့14ဂိုးဆိုတာကအမ်ဘာပေနဲ့တဂိုးပဲကွာတော့တာဖြစ်လို့လက်ရှိအခိုက်အတန့် inform အနေထားရဆိုရင်တော့ရိုစီနီယာပြောတာကဂင်းကနန်းအရလုံးဝမရွေးနေတာမျိုးမဟုတ်ပါဘူး။ရိုစီနီယာကဘတ်တို့ကိုဘာလို့ဟာလန်တို့နဲ့တန်းညှိတာလဲဆိုရင်သူ့ရဲ့ပင်ကိုရည်သွေးကြောက်မှာပဲ။ဟာလန်က area ထဲမှာအပိုင်ပိတ်သွင်းတဲ့ finisher စစ်ဖြစ်ပေမဲ့ယောဘတ်တို့ကတော့ဘောလုံးဆွဲပြေးတာဖန်တီးပေးတာနဲ့ကိုရိုင်းဂိုးသွင်းတာတွေမှာပါကျွမ်းကျင်ပါတယ်။ဒါကဟာရီကိန်းဒါမှမဟုတ်အမ်ဘပေတို့ရဲ့ကစားဟန်နဲ့ပို့ပြီးတော့ဆင်တူတာဖြစ်ပါတယ်။အခုမှ24နှစ်ပဲရှိသေးတဲ့ဘတ်တို့ကတိုးတက်ဖို့အလားအလာအများကြီးရှိပါသေးတယ်။ရိုစီနီယာကနေရာတော်တော်များများမှာသူပိုကောင်းလာနိုင်သေးတယ်လို့ပြောတာကဘတ်တို့ရဲ့ဆေလင်းအမြင့်ဆုံးရောက်ရှိနိုင်တဲ့အဆင့်ကိုသူ့အနေနဲ့အခုထက်အများကြီးပိုမြင့်နေတယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။နေပြတယောက်အနေနဲ့ကိုကစားမကိုကဘာကောင်းဆုံးလို့ပြောလိုက်တာကအတင်းရဲ့စိတ်ဓာတ်ကိုကြီးကျယ်မြင့်တင်ပေးလိုက်တာပါပဲ။ရိုစီနီယာချယ်ဆီကိုရောက်ရှိလာတဲ့2လအတွင်းမှာဘတ်တို့ကသူ့ကိုဂိုးရီနဲ့ပြန်လဲပေးဆက်ခဲ့ပါတယ်။ဘယ်သူနဲ့မှမလဲနိုင်ဘူးဆိုတဲ့စကားကဘတ်တို့ကိုအတင်းရဲ့အဓိကမှန်နိုင်ဖြစ်အတိမတ်ပြုလိုက်တာပါ။ဟာလန်ကိုမလေးစားတာမဟုတ်ဘူးလို့ကြိုတင်ကာကွယ်ပြောဆိုသွားတာကလည်းရိုစီနီယာရဲ့ပါနတ်မှုဖြစ်ပါတယ်။ဒါပေမဲ့ကိုကစားမကိုအမြင့်ဆုံးတင်ပေးလိုက်ခြင်းအပြင်ဘတ်တို့ကိုကဘားစင်မှာဆက်ရှိနေဖို့တွန်းအားပေးလိုက်တာလည်းဖြစ်ပါတယ်။အခုကျွန်တော်တို့ဒီကမေးခွန်းကိုပြန်ကြည့်ကြရအောင်ပါ။ဘတ်တို့ကဟာလန်ဟယ်ရီကိန်းတို့နဲ့တကယ်ပဲအဆင့်တူပြီလား။ဟာလန်ဟယ်ရီကိန်းအမ်ဘပေတို့ကနှစ်ပေါင်းများစွာတစ်နှစ်ကိုဂိုး30-40ဝန်းကျင်ပုံမှန်သွင်းလာခဲ့ကြသူတွေပါ။ယောဘတ်တို့ကတော့ဒီယာဒီမှာမှစတင်တောက်ပလာတာဖြစ်ပါတယ်။ထိတ်တန်းဆင်းဆိုတဲ့ဘွယ်တူးကိုရရှိဖို့အတွက်အခုလိုခြေစွမ်းမျိုးကိုနောက်ထပ်300စီလောက်ထိဆက်ပြနိုင်မှုလိုအပ်ပါတယ်။ဟယ်ရီကိန်းတို့ကချန်ပီယံလိနဲ့နိုင်ငံတကာပွဲကြီးတွေမှာတက်တည်ပြပြီးသားပါ။ဘတ်တို့အနေနဲ့ကတော့လူမျိုးပွဲကြီးပွဲကောင်းတွေမှာဘယ်လောက်ထိအဆုံးဖြတ်ပေးနိုင်တယ်လဲဆိုတာကသူ့ရဲ့အဆင့်တန်းကိုအတည်ပြုပေးပါလိမ့်မယ်။ဒါပေမဲ့ပြီးခဲ့တဲ့ကလပ်ကပဖလားမှာတော့ဘတ်တို့ကသူ့ရဲ့သွင်းဂိုးတွေနဲ့ဒီချက်ကိုတက်တည်ပြခဲ့ပြီးသားအခြေအနေချို့တော့ရှိခဲ့တာဖြစ်ပါတယ်။အကျော်အပြင်ပြောရရင်တော့ရိုစီနီယာရဲ့စကားတွေကဂျိုဘတ်တို့ရဲ့လက်ရှိခြေစွမ်း current form အပေါ်မှာအခြေခံထားတာဖြစ်လို့လုံးဝလက်ခံလို့မရတာမျိုးတော့မဟုတ်ပါဘူး။လက်ရှိယာဒီမှတ်တမ်းတွေအရဘတ်တို့ကဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှုတွေထဲမှာပါဝင်နေတာကတော့အမှန်ပါပဲ။ဒါပေမဲ့ဟာလန်ဟယ်ရီကိန်းတို့လိုဘောလုံးလောကရဲ့ဂုဏ်တည်ရှိတိုက်စစ်မှုကြီးတွေနဲ့အဆင့်တူဖို့ကတော့ဘတ်တို့အနေနဲ့ဒီခြေစွမ်းကိုရည်ရှိထိန်းသိမ်းပြဖို့လိုအပ်တာဖြစ်ပါတယ်။ရိုစီနီယာရဲ့စကားဟာဘတ်တို့အတွက်ကတော့ဂုဏ်ယူစရာဖြစ်တယ်လို့တပတ်မှလည်းအရီဆင်းကိုရောက်အောင်ထိန်းရမယ်ဆိုတဲ့ဝင်တော့ဝင်ပို့တစ်ခုဖြစ်လာနေပါတယ်။ဘာဖြစ်ဖြစ်24နှစ်ရွယ်ဘရာဇီးသားလေးရဲ့အနာဂတ်ကတော့တကယ်မှတောက်ပြောင်နေပြီလို့ဆိုရတော့မှာပါ။ညီကိုတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျာ။ပြောပြပေးသွားခဲ့ကြပါအောင်ခင်ဗျာ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။